โอเควิดีโอตะปอလောက်ကြည့်ကြည့်ရအောင်ဒီမှာအဖမ်းခံလိုက်ပြီးမင်း online တဲ့ဘယ်တော့အဖမ်းခံလိုက်တော့ကျွန်တော်လည်းမသိပါဘူးโอเคကျွန်တော် ਨੇ အတူတူကြည့်ကြည့်ရအောင်တကယ်အဖမ်းခံတာလားဆိုတာโอเคမင်း online အဖမ်းခံပြီးလို့ပဲသဘောထားလိုက်တော့အဖမ်းခံပြီးလို့ပဲသဘောထားလိုက်သဘောထားခိုက်တာကိုဒီမှာအဖမ်းခံလိုက်ပြီးလို့ပြောအဖမ်းခံလိုက်ပြီးလို့ပြောထားတာမဟုတ်လားအဖမ်းခံလိုက်ပြီးလို့ပြောထားတာအဖမ်းခံလိုက်ပြီးလို့သဘောထားတယ်သဘောဖမ်းခံပြီးဆိုရင်သဘောထားเสียမလို့တော့ဘူးလေနော်အကိုခီးစင်မှာပြန်လာမယ်လို့ဟုတ်လေလီရင်တော့မရှိတော့ဘူးလားလီရင်လက်မကုံသွားလို့လားအကိုကျွန်တော်မထင်ဘူးနော်ရဲတပ်ဖွဲ့ကိုအကြောင်းကြားထားပြီးဖြစ်တဲ့အတွက်ကြောင့်အဲ့လောက်ထိတွေ့လိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော်အဲ့ဒါအစင်တဲ့ရှိနေအပီပီဆေးရ40အကြောင်းကိုအကြောင်းကြားနေသူတို့ကဖမ်းပေးမှာမဟုတ်ဘူးသူတို့ခေါ်ထားတာလေသူတို့ကဖမ်းပေးမှာမဟုတ်ဘူးသူတို့ဘက်ကနေအစင်တင်စီရင်တော့ရှိမှာပေါ့ဒါပေမဲ့ထိုင်းဘက်ကနေတော့ကျွန်တော်ထင်တယ်ဖမ်းပေးမှာတော့မဟုတ်ပါဘူးနော်ဖမ်းပေးလို့လည်းမြန်မာပြည်တော်မှပြန်ရောက်နေပြီပဲဒါတော့ဟုတ်ချင်လဲဟုတ်မှာပေါ့ဒါတော့လူတိုင်းရအချက်ချင်းမတူဘူးနော်ကျွန်တော်မေး online ဘက်ကိုပါနေတာတော့မဟုတ်ပါဘူးကျွန်တော်အမှန်ကိုပဲပြောတာပါကျွန်တော်ရဲ့အမြင်ကိုပြောတာပါအမြင်ကတော့တူချင်းကတူပါမယ်ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ရဲ့အတေးကိုကျွန်တော်ပြောပြတာပါသမရတရားလည်းအစိုးရတရားလည်းသူကြိုက်မှာမဟုတ်တယ်လို့သမရတဲ့အစိုးရထိုင်းအစိုးရတိုင်းလည်းသူမမဟုတ်ပါဘူးအဲဒါကြောင့်ကျွန်တော်အထင်ပြောရရင်တော့သူကတော့လုံးဝဘာမှဖြစ်လောက်မှမထင်ပါဘူးအဲ့တော့ပွဲကလှနေပြီပွဲကလုံးဝလှနေပြီအောင်မြင်မှုတစ်ခုတော့ပြောလို့ရမလားတော့ကျွန်တော်မသိဘူးကျွန်တော်အနေနဲ့ဆိုရင်အဲ့ဒါလောက်လေးနဲ့တော့အောင်မြင်မှုတစ်ခုတော့ကျွန်တော်ယုံကြည်မယုံဘူးဖြစ်လို့လဲဆိုတော့ဒီလောက်လေးလေးနဲ့အောင်မြင်မှုဆိုတာမဖြစ်နိုင်ဘူးလေသမရတယောက်ကိုမေစမကိုလည်းအဲ့ဒါဒီကသူတို့ဖမ်းဖို့အစင်တင်ဖြစ်ပြီးမဲ့ဒီထိုင်းဘက်ကနေအခွင့်မပြုဖို့ဆိုရင်သူတို့ကဘာမှလုပ်လို့မရဘူးဒါထိုင်းနဲ့သူတို့နဲ့ညီမအစင်ပြေမှအဲ့ဒီမင်း online ဆိုတဲ့အကောင်ကိုဖမ်းလို့ရမှာထိုင်းကခွင့်မပြုဖို့ဆိုရင်သူတို့တော့ပြီးတော့ရှောက်ဖမ်းလို့မရဘူးသူများနိုင်ငံမှာရှောက်ဝင်လို့မရဘူးလေမင်း online ကိုဖမ်းဖို့အတွက်မင်း online လဲအုံနောက်မရှိတဲ့လူတည်းဟုတ်မဟုတ်ဘူးမင်း online လဲအဖမ်းခံတဲ့နေရာကို तू ကတွားမှာမဟုတ်ဘူးဖမ်းခံတဲ့နေရာမှာ तू ကတွားမှာမဟုတ်ဘူးတပ်ဖို့ရောက်လာတဲ့အချက်ပတ်မြောင်းကိုဧပြီလ 4 ရက်နေ့ဖြစ်တဲ့မနေ့ကတော့ဒီထိုင်းနိုင်ငံသားတွေကတော့တချို့တွေကဆန္ဒပြတယ်လို့ကျွန်တော်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တယ်တစ်ဖက်မှာလည်းအာဂျင်တီးနားတရားရုံးကပါထိုင်းနိုင်ငံရောက်နေတဲ့မင်း online ကိုဖမ်းဆီးပေးဖို့ဖမ်းရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol စီပေးပို့ခဲ့ပြီးမင်း online ကိုဖမ်းပေးဖို့မြစ်တာရက်ခံမှုတွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီနောက်မှာပဲထိုင်းနိုင်ငံ business အစည်းအဝေးတက်ဖို့အတွက်ရောက်နေတဲ့အကြမ်းဖက်မင်း online ဟာတမရက်တက်စောပြီးတော့ဧပြီလ 4 ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံကနေညာတွင်းချင်းနေပြည်တော်ကိုပြန်ရောက်လာတယ်လို့နေပြည်တော်စစ်တပ်တရင်ရှင်တွေကရန်ကုန်ခေတ်ကိုပြောထားပါတယ်အကိုနဲ့တူထပ်တူဝန်တာပါတယ်ဖမ်းကန်လို့ဆိုရင် Okay bye bye